Minecraft video ဆိုတဲ့ Minecraft ဟာမှာစမှာပေါ့နော် video လေးမစခဲ့မှာ channel ကို like and subscribe နေခဲ့ပါ VPN လေးအားပေးခဲ့ပါ video လေးကိုစားလိုက်ရအောင်နော် video လေးလည်း like and subscribe နေခဲ့ like and subscribe နေခဲ့ပါ VPN လေးလည်းအားပေးခဲ့ပါနော်တော့ play နေလိုက်မယ် play တော့နေလိုက်ပြီဆိုတော့ဒီမှာ Minecraft ဟာမှာပေါ့နော်ဒါ Minecraft ဟာမှာပေါ့နော်တော့ကားပေါ်ကနေစင်မီဟိုဒီအိမ်ထဲတော့ဝင်ရမယ်ကွာဒီမြို့မှာထူဆန်းလိုက်တာကွာကြောက်စီရကောင်းနဲ့အိမ်လားမသိဘူးတရေအိမ်ကိုတွားဖို့တော့ကျွန်တော်ကတူတချောင်းတွေးတာပေါ့နော်အမှားတဲ့တူတချောင်းတော့တွေးတာပေါ့နော်တူတချောင်းတွေးတဲ့အချိန်မှာပေါ့နော်တရေအိမ်ရဲ့မှန်ခွဲဖို့ကျွန်တော်ကဒီမှာမှန်တကူရိုက်ခွဲလိုက်တူနဲ့ရိုက်ခွဲလိုက်တယ်ပြီးတော့အိမ်သတင်းမောင်းနေခုံကြိုလိုက်အိမ်ထဲတော့ရောက်လာတာပေါ့နော်ဗီဒီယိုဖွင့်လိုက်တာပေါ့နော်တရေအိမ်ထဲတော့ရောက်လာတာပေါ့နော်ကြက်ချင်မှာလက်စင်းနဲ့ခြံစီတော့ကာထားလိုက်တာပေါ့နော်ထူဆန်းတဲ့အိမ်ပေါ့နော်ခြံစီတော့ကာလိုက်တာပေါ့နော်ထူဆန်းတဲ့အိမ်ပေါ့နော်အပေါ်တော့ကျွန်တော်တောက်ရလိုက်တော့ပေါ့နော်ဒီဘက်ချမ်းပေါ်တော့တောက်ရတာပေါ့နော်လန့်သွားတာပေါ့နော်တရေကကျွန်တော်ရှိရနေဖြတ်သွားတာပေါ့နော်ကျွန်တော်ကဒီကားဖွင့်လိုက်တာပါရှိရဆိုပြီးဖွင့်လိုက်တာပေါ့နော်ဖြောင်းနိုင်တော့တွေးတာပေါ့နော်စာရွက်မှာရေးတာဆိုရင်ကျွန်တော်အင်္ဂလိပ်စာတိတ်ကျွမ်းတော့မဟုတ်ဘူးပေါ့နော်မ TV ဖွင့်လိုက်မယ် TV ကလည်းထင်နေတယ် TV ကလည်းထင်နေတယ်ကွာနေုံဖူးမှုပြီးတရေကားကြီးပဲကွာလန့်သွားတာပေါ့တွေးရရော့သွားဆိုတာနှလုံးရိုးလန့်သွားလို့ပေါ့နော်လန့်နှလုံးရိုးကရတာပေါ့နော်ဒီခန်းထဲမှာပါရှိဆိုရေချိုးကန်းထဲမှာတော့ချောင်ရှိတယ်ဘတ်ရွန်ကီတဲ့ရေချိုးကန်းကဖွင့်တဲ့တော့လားမသိဘတ်ရွန်ကဒါဒီကဘတ်ရွန်မဟုတ်စာရီလိုက်ဖတ်မယ်ရေချိုးကန်းမှာဘတ်ရွန်ကိုရေးပြလာတာပေါ့နော်ဘတ်ရွန်ဆိုတာဒီခန်းပေါ့ကောနော်ဘတ်ရွန်ဆိုတာအိတ်ခန်းဒါရဘာလို့လဲစလည်းမသိဘူးဘာကီးလည်းမသိဘူးဒါ not enter do not enter key တဲ့ do not enter key တဲ့နေုံဒီကားဖွင့်လိုက်ရလားမရဘူးတရေအိမ်ထဲမှာပေါ့နော် do not enter key တဲ့ဒီကဒါတော့တရေအိမ်ထဲမှာဖွင့်ရတီကီးပေါ့နော်ဒါတရေအိမ်မှာဖွင့်တဲ့ကီးပေါ့နော်မြန်တော့ပြေးရလဲနေလိုက်တော့ကွာတော်တော်လေးပြေးနေတာပဲ6ဂျူနေလို့လားမသိပြေးနေတာOOT ဆိုမှလည်းမသိဘူးဟိုငမြားကြိတ်လားမသိဘူးငမြားကြိတ်လားမသိကွာနေအောင်ဒီမှာဒါ TikTok channel လိုက်မှာဒီဘက် channel တော့ကြီးဘာပေါ့ကြီးဟာချက်ကင်းတရေချက်ကင်းအစိမ်းစားတဲ့ပုံပဲကွာကြက်တာအစိမ်းစားနေတဲ့ပုံပဲကွာနေဦးဒီမှာလည်းမရဘူးကျေးရတာဒါနဲ့ဒါကိုလုံးလို့မရဘူးဒီကျေးရဟိုဒီတော့ဟိုတကားလောက်ကြပါဆိုဂရင်းမောင်းနေခုံကြိုလိုက်မယ်ဂရင်းမောင်းနေခုံကြိုလိုက်မယ်အပြင်ထွက်ဖို့တော့ပေါ့နော်တရေနဲ့တော့မတွေ့သေးဘူးပေါ့နော်မတော့ငမြားချိတ်ပေါ့နော်ဒါလောက်ရတာလည်းမဟုတ်ဒီငမြားချိတ်ကဘာပင်မထားရလဲမသိဘူး
တရေအိမ်နဲ့ပြန်ဝင်လိုက်မှာပေါ့နော်ဒီတော့ပဲမှာပွင့်ရမလို့မသိဘူးတရေဝင်နဲ့ခံရလားမသိခုံကြော်လိုက်မယ်ခံလေးပါလေးရှိလားမသိဘူးမရှိဒီဘက်ချမ်းမလားခံလေးပါလေးမရှိဘူးအဲ့လိုမျိုးလောက်တွေပါရှုပ်တာပေါ့နော်ဗီဒီယိုတင်မှုမအားလို့ပေါ့နော်ဗီဒီယိုမတင်တာကြာဆိုမအားလို့ပေါ့နော်အဲ့ဒါနေုံဒီပေါ်တက်မယ်ကွာတရေနဲ့တွေးမလားမသိဘူးကွာနေုံဟိုဒီတကားဖွင့်ရမှာပေါ့မဟုတ်ဒီတကားလည်းမဟုတ်လောက်ကြနေတာဒီတကားလည်းလောက်ကြနေတာကွာဒီတကားဖွင့်ရမှာမသိမဟုတ်ဒီတကားလည်းမဟုတ်ဟောဒီတကားဖွင့်ရမှာလားမသိဘူးဒီတကားတော့ဟုတ်တာပေါ့ဒီတက်တာမှာပါရှိတယ်မသိဘူးဒီတကားဖွင့်လန့်သွားတာပဲတရေကကျွန်တော်ရှေ့ကနေပေါ်လာတာပေါ့နော်နှလုံးလေးတုံကျွန်တော်နှလုံးလေးတုံတာပေါ့ကျွန်တော်လန့်ပြီးတော့ပေါ့နော်ဒီတကားဖွင့်တာမတော့ချောင်တွေ့တာပေါ့နော်တက်တာတွေကချက်ရတဲ့ပုံဝင်ပေါ့နော်ချက်ရတဲ့ပုံဝင်ပေါ့နော်ပလျာချောင်းတွေ့တယ်ပလျာပဲမှာညံ့မလို့ပလျာပေါ့နော်ဟိုချမ်းနေချမ်းစီယူကလာတဲ့ဆိုင်အဲ့ဒါတညက်လို့ရပလျာပေါ့နော်ပူလိုက်တာပေါ့နော်ပူလိုက်တာခံတော့ပူလိုက်တာပေါ့နော်အပြင်အစမပြောနဲ့ဂိမ်းထဲမှာအစပဲပြောဆောင်းတော့ဒီဘောခုံကြော်လိုက်မယ်ကွာခုံကြော်လိုက်မယ်မားဝိုင်းလမ်းမားနေပြီမားသွားတာကွာဒီဘက်တွားမှာမဟုတ်မားသွားတာမားနေတာဒီဟိုဘက်ချမ်းမှာအိမ်ချမ်းနေဒီကပလျာနဲ့ညက်လိုက်မှာကွာနေဦးဒီကတော့ညက်လိုက်ပြီဆိုဒါပဲမှတမ်းမလို့မသိဘူးဒီတကားတော့ဖွင့်ကြည့်မယ်ကွာဖွင့်လို့မရဒီချက်လေဒီချက်ထဲမှာဘာမှလည်းမရှိတရေနဲ့တော့မတွေ့တယ်ဘောနော်ဟိုဓာတ်မီလို့တဲ့ဒီတကားဖွင့်ပြီးတော့ဓာတ်မီလို့တာဘောနော်ဓာတ်မီတော့လို့ဓာတ်မီရှာမှာဘောနော်ဟိုချက်လေးပါလေးရှိလားမသိဘူးခါနဲ့ပြန်ဝင်ကြည့်မယ်ချက်တော့မရှိဘူးဒီကျဲရဘယ်မှာယူရမလဲငါလည်းစဉ်းစားမယ်ကွာဟောတရေပြောတဲ့စကားကြီးလားမသိဘူးအပေါ်မှာဓာတ်မီတရှာမလားမသိဘူးဒီခန်းလည်းဖွင့်ပြီးတာခန်းကွာဒီတတလည်းဖွင့်ပြီးတာခန်းကွာနေဦးဓာတ်မီရဟိုဘက်ချမ်းမှလည်းမရှိဘူးဒီမှာဒီဘက်နဲ့ကတော့ပွင့်ပြီဆိုတော့တကားပြန်ပိတ်သွားပြီပိတ်လိုက်ပွင့်လိုက်ဖြစ်နေတကားနောက်နေတရေရိုက်လိုက်တယ်ကွာကြောကုန်းကိုနောက်နေရိုက်လိုက်တယ်တရေကကြောကုန်းကိုနောက်နေရိုက်လိုက်တာပေါ့နော်အချင်းမှာလူရရောနေပြီပေါ့နော်တည်တော့မှာပေါ့နော်အဲ့မှာ I am scared တဲ့ငါကြောက်တယ်တဲ့ကျူးတစ်ချောင်းတွေ့ပြီကျူးတစ်ချောင်းနဲ့မှခြီထားလိုက်ငမြတက်မှခြီထားလိုက်ပြီးငမြချိတ်ငမြတက်မငမြချိတ်မမီးရဲ့နှလုံးတွေ့တယ်တရေကကျွန်တော်အနောက်နေကြောကုန်းရိုက်လိုက်တာပေါ့နော်ကြောကုန်းနားနေတာပေါ့နော်ကျွန်တော်မတီးလိုက်ပေါ့နော်တရေကအနောက်နေကျွန်တော်ကြောကုန်းရိုက်လိုက်တာပေါ့နော်ဆိုဒီကျဲရဟိုဒီ
ဒီဘက်ချက်မှာကျိုးထဲပြောနေဆွဲလို့ရအောင်ဒီကြက်ရဒီပေါက်မှာစဉ်းစားအောင်အုံတောင်ရှိတာပေါ့နော်ဟိုဒါပတ်စွာပေါ့ကွာဒါပတ်စွာဟာပြေးတေးသွားပြီဟာခေရဲပြန်ရပါပြီအဲ့ဒါကြောင့်ပြောတာပေါ့နော်အဲ့ကြောင့်ပြောအပြင်မထွက်နဲ့လို့ပြောတာအဲ့ဒါကြောင့်ပေါ့နော်အော်ပတ်စွာနဲ့ဟိုတက်တာဖွင့်ရမှာကွာပတ်စွာနဲ့ဟိုတက်တာဖွင့်ရမှာဒီတက်တာဖွင့်ရမှာကွာပတ်စွာနဲ့စာဖမ်းမှာကွာအာမဓာတ်မီတလက်တွေ့ပြီဓာတ်မီတစ်ချောင်းတော့တွေ့ပြီချက်တမှာဓာတ်မီတလက်ရှိရပဲဟာဓာတ်မီရှိရလေဟာဟောရေဒီယိုပြန်တဖွင့်ရမှာကွာရေဒီယိုပြန်တဖွင့်ရမှာကွာဟောမတက်ခဲတဲ့ထဲလိုက်ပြီရေဒီယိုတဖွင့်ရမှာရေဒီယိုတွေကတန်တော့ထွက်လာပြီကွာဟာဓာတ်မီဖွင့်လို့အော်ဓာတ်မီဖွင့်တာပါငါလည်းမတီးလိုက်အော်ဒီမီရောက်ထဲတော့ရောက်ပြီကွာအော်အေးမီရပိတ်ဓာတ်မီဖွင့်တာပါโอ้ဒီမီရောက်ထက်တယ်မှာပါရီရှိရဆိုလိုက်ကြည့်ရမယ်ကွာဟိုတတရီရှိရမချမီလိုကြီးနဲ့ပိတ်ရတယ်ဟိုစလန်ဒရီနာဆဲလာ1နဲ့လိုမျိုးပဲကွာလူတိုက်တာရုပ်တရက်တရေကပေါ်လာရင်ဒုက္ခပဲကွာလာပြီတရေလိုက်လာပြီနောက်လိုက်လာပြီတော်ရတာပေါ့နော်မမိပါလို့တော်ရတာပေါ့နော်ဟာတော်ရတာပေါ့တော်ရတာပေါ့အိမ်မှာမိတော့မလို့ဟာတွေ့ရပြေးမိစေးအသေးပဲနော်မိလို့စေးအသေးပဲနော်ရှော့တော့လို့မရရှော့တော့လို့မရဘူးမြင်တော့ချောင်းတွေ့ပြီဟာဒီဖွင့်တော့ဒုက္ခပဲဝါတာကီရဲ့သူ့ကိုယ့်ရဲ့ခန်းတစ်ဖွင့်ရအောင်ဒီသူ့ရဲ့ကိုယ့်ရဲ့ခန်းတစ်ဖွင့်ရမှာဒီသူ့ရဲ့ကိုယ့်ရဲ့ခန်းဖွင့်ရမယ်ဒီဟာနောက်လည်းကြည့်ရှိတယ်ကြည့်နောက်လည်းကြည့်ရှိဟဲလန့်သွားတာပဲတကယ်ရှိရနေပေါ်လာလန့်သွားတာပဲကွာကျွန်တော်လန့်တကယ်ပဲလန့်သွားတာပေါ့လမ်းကြီးအောင်ဟန်ဆောင်နေတာမဟုတ်တကယ်ပဲလန့်သွားတယ်အပြင်မှာပါတကယ်လန့်သွားတယ်တကယ်ဒီမှာပိတ်ဘက်ချမ်းပုံနေတာကွာ you dead နဲ့တေသွားပြီး DIED ဓာတ်ဆိုတာတေ DIE ဒိုင်းဆိုတာတေတာပေါ့နော်မြေရောက်ထက်မှာတရေရှိနေတာပေါ့နော်ဒီဘက်ချမ်းခံမဟုတ်ဘရာတာကီရဲ့ဒီခံမဲ့မတရေတွေ့ရရောတယ်ဆိုတာခရိုးဘာတွေ့ပြီခရိုးဘာဘယ်မှာဖွင့်ရမလို့ဒီခရိုးဘာဒီတက်တာတွေဖျက်ရမှာကွာငါတိရပါအောင်မပုံကြီးတော့ကြောက်စီရတယ်ကွာနေအောင်ခေါ်ပြားတွေ့ပြီခေါ်ပြားကိုကျွန်းတူးလို့ရတယ်ခေါ်ပြားကျွန်းတူးလို့ရတယ်အုံနောက်ရှိတာပေါ့နော်ကျွန်တော်ငါမှအုံနောက်ရှိရမှာအပြင်မှာလည်းငါတီးတာပေါ့နော်ခေါ်ပြားကျွန်းတူးလို့ရဆိုအပြင်မှာတီးရဆိုတော့ဂိမ်းမဲမှာပေါ့နော်ဒီမှာဒီကြာတော်အေးဆုံးတူးလိုက်မယ်ဘာရှိလဲပုံစံပတ်ရတဲ့ပုံကြီးပဲအဆက်လာတူးလားမသိဘူးလားဒီဘက်တွေတော့ရပြီဆိုတော့ကွာနေကွာ
ကွာရပြီဆိုတော့မြန်ထွက်ပြေးရတော့မှာတရေကလိုက်လာတော့မှဒီ online သွားပြီကျွန်တော်ဗီဒီယိုလေးချိန်နေတကြမယ်လို့မျှော်လင့်ပါခင်ဗျာနောက်ဗီဒီယိုချိန်ပြန်တွေ့ကြမယ်ဗီဒီယိုလေးမစားခင်မှာ channel ကို like and subscribe နဲ့ခဲ့ပါ VPN လေးအားပေးခဲ့ပါခင်ဗျာနောက်ဗီဒီယိုချိန်ပြန်တွေ့ကြမယ်နော် bye bye နော်